โอเคအားလုံးပဲမင်္ဂလာပါအခုကျွန်တော်တို့ရောက်ရှိနေပါပန်းနိုင်ရေကူပေါ့နော်ပန်းနိုင်ရေကူကနေအခုကျွန်တော်တို့ပြန်မယ်ဒါကတော့ဘကိုးဘငါဘင်းအာစစ်ပေါ့နော်ဒါတော့ရှေ့မှာဆူလာဝက်ကြီးပါဟိုမှာစိတ်စစ်အားပေါ့နော်ဒီကျွန်တော်တို့တွေအခုပန်းနိုင်ရေကူကနေပြန်ရေကူပြီးတော့ကျွန်တော်တို့ပဲသွားမယ်ဆိုစီဂျွန်ကဖေဆိုင်ကိုလိုက်ပါမယ်နော်ကျွန်တော်ညဘက်မှာရှိတာကဘကိုးသားပေါ့နော်ချောင်းကလည်းအခုကျွန်တော်ညီကိုတွေပန်းနိုင်ရေကူကနေရေကူပြီးကျွန်တော်စီဂျွန်လိုက်ပါမယ်နော်ဒီဗီဒီယိုလေးကတော့ဒါတော့ပတ်2ပေါ့နော်ကျွန်တော်တို့9ရက်နေ့ကသွားတဲ့ခီးစဉ်လေးမှာပတ်1ကကျွန်တော်တို့ဆူလွမ်းနေပြီးတော့ပန်းနိုင်ရေကူမှာရေလက်ကူးတာပေါ့နော်အခုပတ်2မှာကတော့ကျွန်တော်တို့ပန်းနိုင်ရေကူကနေပြီးတော့စီဂျွန်ကဖေဆိုင်ကိုကျွန်တော်တို့လိုက်ပါမယ်ပေါ့နော်တပွဲကတော့သူတို့အရှိကနေသွားလိုက်ပြီးတိုင်ဝါလောက်ရှိပြီပေါ့သူတို့သွားတာသူတို့ကတော့ဖြည်းဖြည်းပဲမောင်းတယ်ပေါ့နော်120လောက်ပဲမောင်းတယ်ပေါ့နော်သူတို့ကတော့သွားလိုက်ပြီးတပွဲဒီကျွန်တော်ကတော့ဒီမှာတပွဲကိုစောင့်နေနေပေါ့နော်ကျန်တဲ့ညီကိုလေးတွေရေကူးနေတာမပြီးလို့သူတို့စောင့်ရင်လည်းကျွန်တော်တို့အနောက်နေလိုက်ပါမယ်ပေါ့နော်ဒီတစ်ခေါက်ကျွန်တော်ဆွဲမှာကတော့200အကျော်လောက်ဆွဲပေါ့နော်ဒီဆောင်လွဲပလက်ပေါ့နော်200ပလက်လောက်ဆွဲမယ်ညီကိုလေးဒီအာစစ်2စီးနဲ့စိတ်ဆရာတစ်စီးရှိမယ်နောက်654စီးရှိမယ်ပေါ့နော်အဲကျွန်တော်တို့တွေဒီပန်းနိုင်ရေတကုံကနေပြီးပေါ့နော်စီဂျွန်ကဖေဆိုင်ကိုကျွန်တော်တို့200ပလက်နဲ့ဆွဲမှာပေါ့နော်ဒီလမ်းတော့သွားနေကြပေါ့လမ်းတော့ကောင်းတယ်ဒါပေမဲ့အဖျောက်ရှိမယ်အကွေးနည်းနည်းရှိမှာဒါပေမဲ့လမ်းကောင်းတဲ့လမ်းဖျောက်လဲဆိုရင်လည်းဆိုင်ကယ်မောင်းတော့ queue ဆိုင်ကြပါတော့အပြစ်ဆိုတော့ကိုကလမ်းမှန်ပြီမဲ့တမ ्या ကိုလက်ရှုပ်ရင်လည်းရှုပ်ပါတော့โอเคညီကိုတွေအားလုံးဆိုင်ကယ်မောင်း queue ဆိုင်ပါတော့ကျွန်တော်နဲ့တူလိုက်ကြည့်လိုက်အောင်အခုဆိုရင်ကျွန်တော်တို့စဆိုးမယ်ပေါ့နော်ဒီပဲကြီးခါတာမင်းဒီပဲကြီးလို့ရတာဟာလားအမဂရုလည်းမပူလာလေဒီပဲကြီးလားအဲ့ရှေ့တော့ကြီးရှေ့တော့
ယ်ချင်းနေဒီမှာကောင်းပါရဲ့ โอเคအခုဆိုရင်ကျွန်တော်တို့စီကျွန်းကဖဲဆိုင်ရောက်ပြီပေါ့နော်စီကျွန်းကဖဲဆိုင်ရောက်ပြီဆိုတော့လမ်းချပါနော်ဒီကျွန်တော်ညီကိုတွေအခုတို့ကဖဲတောင်းပါနော်ချိုင်တောင်းတဲ့လူကတောင်းမယ်ကဖဲတောင်းတဲ့လူကတောင်းမယ်ဒါကတော့ဘူသားကြီးပေါ့နော်သူမှားနေပါတယ်ကျွန်တော်တို့ဒီကနေဘာသာပြန်ပေးနေရတာပေါ့နော်ဒါကတော့တောင်းလူသားတွေပါပေါ့နော်โอเคကဖဲဆိုင်ရဲ့အနေထားတော့တစ်ချက်ရှို့ပေါ့နော်ဒီတစ်ပင်တွေများတယ်တစ်ပင်ကြီးတွေရှိတယ်ပေါ့နော်အရေးအဝတာကောင်းတယ်ပေါ့တဘာဝဆန်တယ်ပေါ့ထိုင်ကုန်လေးလည်းအများရောเนาะဒါအခုကျွန်တော်တို့ညီကိုတွေကဖဲမှာပြီးတော့တယောက်စားတယ်နောက်တော့ဗောနော်ဒီအဖွဲထဲမှာတော့အားလုံးကတော့မင်းသားတွေပါပြီပဲเนาะဟိုကင်မရာရိုက်မယ်တပုံရိုက်မယ်ဆိုစိုက်ရတော့အသေးပဲရမယ်ဒါပကိုးသားရဲ့ဒုကတိပဲကောက်ကောက်ရပါတော့သူတို့နှစ်ယောက်ခုနကတော့သူမြင်တယ်ငါမြင်တယ်ဆိုပြီးတော့လုံနေကြတာဗောနော်ဒါအခုသူတို့တွေတပုံရိုက်မယ်ဆိုရင်စိုက်ရတော့အသေးပဲရမယ်ဒါကတော့ခနောဘဲကြီးတွေလည်းပါတယ်ဗောနော်ခနောဘဲကြီးကတော့ရှိမှတော့ထိုင်နေတာတော့အုတ်ကြီးမျက်လုံးမှွေးနေတဲ့အနေထားမှရှိရဗောနော်ဟိုကြီးအိမ်ငိုင်းနေတာလားစဉ်းစားနေတာလားမသိပါဘူးနော်ဒီတောင်ငူသားတွေတရှော့တော့လို့မရဘူးနော်ဒီဇိုင်းကားလာပါညာနေထားပါရှုသူတို့က TP တွေဗီဒီယိုတွေဓာတ်ပုံတွေရိုက်မယ်ဆိုသူက site ကပေါ်တင်ကိုထုတ်တာဒါအခုကျွန်တော်ညီကိုတွေဒီကဖဲဆိုင်ရနေရောပဲဆက်သွားမယ်ဆိုတော့ခနုံလှေစိတ်ကိုဆက်သွားမှာနော်ခနုံလှေစိတ်မှာဟိုပြောမစုံတော့ဟိုမီးစိတ်ရုံပေါ့နော်အဲ့လက်စစ်စက်ရုံကိုဆက်သွားမှာအခုကျွန်တော်တို့ battery မှာကျွန်တော်တို့ခနုံလက်စစ်စက်ရုံမှာစုံမှာအားလုံးပဲညီကိုတွေ battery